လူတိုင်းမှာအိမ်မက်ကိုစီဆန္ဒကိုစီယူသွမှုကိုစီရီမန်းချက်ကိုစီရှိကြပါရဲ့ဒီစံနေကငယ်လေးတွေကသူကအရန်သူအရန်ကောင်းပါလေသူတကူကူလိုချင်မရဘူးဆိုရှင်ကျမ်းမြေနဲ့နှစ်ခုနဲ့ကိုအဲ့လိုစောင့်ပြီးတော့ငိုတယ်ပေါ့နော်သူ့ရဲ့ငငယ်တွေကယူသွမှုအိမ်မက်ရီမန်းချက်နဲ့ဆန္ဒကတော့အမှုပညာပဲဖြစ်ပါတယ်ငယ်တော့ဆိုရင်အဲ့တိတ်ခွေလေးရှိတယ်သူကပြန်ပြီးတော့အဲ့လိုမျိုးrewind လုပ်လို့ရတယ်အဲ့ဟာတော့ recorder နဲ့လို့ဖမ်းပြီးတော့ဒီဟာအဲ့သားတွေကိုခေါ်သွားပြီးတော့ recording သွင်းခိုင်းပြီးမှညောင်အဲ့သားတွေကိုသွားရဲအဲ့ recorder လုံးယူကက်ဆက်လုံးယူပြီးတော့အဖေခွေဆုံးမထုတ်ခွေပါလည်းမချမ်းဘူးပြန်ပြီးတော့ပြန်သွင်းပြီးတော့သချင်းတွေဆိုအဖေကဖွင့်လိုက်လို့ရှိရင်အဖေကတော့တိုင်ထွက်လာဟိုးငငယ်လေးတွေကသချင်းဆိုတာကတာကိုအယံဝါဒနာပါပြီးတော့ပျော်မွေ့ခဲ့ပါတယ်မူဂျိုဘဝတွေကအထက်တန်းကျောင်းပြီးတဲ့အထိကျောင်းကပွဲတိုင်းလိုသူပါဝင်ခဲ့ပါတယ်ပြီးတော့သူကစိုင်းဆောင်နေပါတယ်ပြန်တယ်နောက်ကျောင်းမှာကဝဲဘာကဝဲမဆိုသူကထိတ်ဆုံးပါပဲကြပြားတွေစာစီစာကုန်းတွေဇလန်းတိုလေးတွေစောင်းပါးလေးတွေရေးရတာကိုသူအယံနှစ်သက်ပါတယ်သူစာဖတ်စပွဲခုံလေးရှင်းတဲ့ခါကျသူရဲ့ကျောင်းစာလေးတွေအနောက်မှာပေါ့သူဝတ္ထုတူလေးသူရေးထားတာဟိုလူကဘလို့ဇလန်းတူလေးဖတ်ရတော့ငါဒီလေးလေးတေးတော်ပါလားပေါ့နော်ဗျာညာဟောစာလေးစာရေးသားပြီးလည်းကောင်းတယ်ပေါ့ကျောင်းမှာစာစီစာကုန်းကြပြားပြိုင်ပွဲတွေစာတန်းပြိုင်ပွဲဟောပြောပွဲတွေပြိုင်ပွဲတွေမှာသူကပါဝင်ခဲ့တယ်လို့စုတွေလည်းအများကြီးရရှိခဲ့ပါတယ်အစစ်အဖွဲ့စတင်ထွက်ရှိလာခြင်းဟာစတ္တမရန်တက်နေတဲ့12နှစ်အရွယ်ကလေးမလေးတယောက်ရဲ့ဂီတအပေါ်ယူသွမှုကိုပုံမကြီးထွားစေခဲ့ပါတယ်။သူဒီဟာဝါနာပါပြီးတော့ဒီပလန်ရှစ်တန်းလောက်တွေ့တာ။ပြောမယ်ဆို6တန်းလောက်နဲ့သူတငယ်ကြီးတွေနဲ့လို့ပေါ့။သူအပြောလမ်းပေါ့သူကသူတို့ဝယ်တယ်ဆိုပြီးတော့အခွဲတွေတို့ဘာလို့စားတချင်းတွေရေးတွေတို့ဘာလို့အဲ့လိုဆို။အရင်အပြောပဲထင်ရတာပေါ့။အစစ်ဖွဲ့အရင်ခေတ်စားတယ်ခေတ်စားညီမအိမ်မှာအောင်လို့စုပြီးတော့ပေါ့နော်ဖွဲ့မဲ့ခဲပန်ကတော့လည်းမင်းကလေးခဲပန်မြန်မာနိုင်ငံပထမဆုံးဟစ်ဟော့ခဲပန်လုပ်ရှင်တယ်ပေါ့နော်။အလုံးဖွဲ့မဲ့ဆိုကြောပြီးတော့ဖွဲ့ဖြစ်တာ။ကလေးတွေယူထားတဲ့ထုံစံတိုင်းပဲအစစ်အဖွဲ့နဲ့ပြိုင် weather band ဆိုပြီးတော့အတန်းပေါ်တငယ်ချင်း9ဦးနဲ့အတူအဖွဲ့လေးတစ်ဖွဲ့သူဖွဲ့ခဲ့ပါတယ်အားလုံးနဲ့မှာပေါ့နော်ညီမရဲ့မှာတချင်းအဓိကရေးအောင်မိဆန်နေပေါ့မိဆန်နေကသူရေးပြီးညီမတို့ချပြညီမတို့သူကဆရာကြီးပေါ့ဒါဘသူဆိုပေါ့မိဆန်နေကသူရေးထားတဲ့တချင်းအပိုင်းစာတွေကိုတငယ်ချင်းတွေကိုဆိုပြလိုက်သူ့တငယ်ချင်းတွေကကောင်းတယ်ဆိုပြီးတော့မြှောက်ပေးလိုက်နေသူဟာနဲ့သူတော့ဟုတ်နေရပါပဲညီမရဲ့အဲ့တုန်းကနာမည်ချက်တချင်အောင်ခါတီးတော့နေရများပေါ့နော်ပြီးတော့အဲ့တချင်ကိုညီမကတခြားတငယ်ချင်းတွေဆိုပြသူများရအောင်ဝေဖန်တဲ့လူတွေရှိရပေါ့တချို့ကြောက်လဲဟိုစားကျင်လို့တချို့ကောင်လေးကြောက်ဟာနေတော့တခြားဘာကြီးလဲပောက်ကရရပါညာအဲ့လိုပြောပေါ့တချို့ကြောက်လဲအားပေးတဲ့တငယ်ချင်းတွေရှိဟာဆက်လို့အစင်ပြေမှာပါဘာညာအဲ့လိုပြောရတယ်ရှိပါတယ်နည်းနည်းလေးအသက်ကြီးလာတော့10တန်း9တန်းလောက်ရောက်လာတဲ့အခါမှာသူ့ရဲ့ယူသွမှုတွေကိုစိတ်ကူးယဉ်ကြည့်ဖို့သူစတင်ပြီးတော့ကြိုးစားခဲ့ပါတယ်အဝိုင်းသူအဲ့တချင်းလေးလုံးမယ်ဆိုတော့သူ့ဖေနဲ့တော့မှလိုက်ခံဖြစ်ကြတယ်အဖေကသဘောမကျဘူးနော်ပညာရေးမှာအားနည်းသွားမယ်ကိုရလည်းသမီးဦးလေးဆိုတော့ဖြစ်ချင်တာပေါ့ဒီဆရာဝန်ကြီးတွေပညာရေးတွေပေါ့အဲ့လိုပညာသက်ကြီးဖြစ်နေတယ်တငယ်ချင်းတွေနဲ့တချင်းတစ်ပုတ်လောက်စမ်းပြီးအတန်သွင်းကြည့်ခဲ့ခြင်းပေမဲ့ပညာရေးဟူသာအာယုံစိုက်စေခြင်းနဲ့မိဘတွေကတော့လုံးဝခွင့်မပြုခဲ့ပါဘူးမိဘတွေဖြစ်စေခြင်းတလို့သူ့ရဲ့ဂီတပိုးတွေကတော့ဘလို့ပဲတက်သိမသွားခဲ့ပါဘူးဒီလိုနဲ့ပဲသူအထက်တန်းကျောင်းဘဝပြီးဆုံးခဲ့ပါတယ်သူဟာ10တန်းအောင်တော့အမျိုးသားစီမံခန့်ခွဲမှုပညာကောလိပ်မှာ Business Management Major ကိုသင်ကြားခဲ့ပါတယ်အနည်းငယ်လွတ်လပ်တဲ့ကောလိပ်ကျောင်းတွေဘဝမှာဒုတိယနှစ်လဲရောက်ရောသူဟာကျောင်းပြေးတက်လာပါတယ်ဒါပေမဲ့သူကျောင်းပြေးပြီးတော့ခိုးသွားတတ်တဲ့နေရာတော့တစ်ခုပဲပါဂီတတန်စင်များစုဝေးရာစတူဒီယိုပဲဖြစ်ပါတယ်နောက်ပိုင်းသူတကယ်ကြိုးစားလာတဲ့ခါကျတော့လည်းအနည်းငယ်နောက်ကနေတော့ရှေ့ပိုင်းမှာတော့လူငယ်မသိအောင်လို့ပံ့ပိုးပေးခဲ့ဒီလိုနဲ့ပဲမိဆန်နီယာ hip hop underground ဘွားတွေကိုရောက်မှန်းမသိပဲရောက်လာခဲ့ပါတော့တယ်မိဆန်နီနဲ့ပတ်သက်ပြီးတော့အမတ်တရားရအများကြီးပဲဒီနေ့ကျွန်တော်နဲ့စတွေ့ရအဲ့ဒီပေါ့2009ခုနှစ်လောက်ကပေါ့2009ရဲ့အကုန်ပိုင်းလောက်မှာပေါ့အဲ့ကျွန်တော်တို့ဒီတော့ street brain mystic လုပ်နေတယ်မှာစပြီးတော့ဒီနေ့တစ်ချက်နဲ့အများကြီးတွေ့လို့ဒီကြားထဲမှာလည်းအများကြီးပါပဲunderground ဘဝမှာရှောက်တန်းရတာလဲထင်သလောက်တော့အလွယ်ကူပါဘူး
ဒီလိုခက်ခဲမှုတွေကြုံလာရလေသူဘလောက်ထိဂီတပေါ်ယူတော့လဲဆိုတာကိုပို့ပြီးတော့သိလာနေပါမယ်နောက်ဆုံးတော့ငါတကယ်ဖြစ်ချင်တာဒါပါလားဆိုတာကိုသူသေချာရှာဖွေတွေ့ရှိသွားပြီးတော့အဆုံးထိဆက်လျှောက်ဖို့ဆုံးဖြတ်ခဲ့ပါတော့တယ်ဒီလိုနဲ့ပဲ underground မှာ senior တွေဖြစ်တဲ့ကိုဆိုကြီး Azado နဲ့တွေ့ပြီးတော့ Beyond Lost Family ထဲမှာပါဝင်ဖြစ်ခဲ့ပါတယ်။ကျန်တဲ့ဘယ်လိုဝင်လာလဲဒီလိုဟိုက Beyond ဆိုပြီးဟိုကိုဆိုကြီးနဲ့ကျွန်တော်တို့လည်း Pioneer မှာ show ပွဲတွေတော့ကြောက်သူဆိုပြီးခဲ့နောက်တော့ BLF Mistake ဆိုပြီးတော့ family တွေကလူတွေနဲ့ပေါင်းပြီးတော့အခွေဖြန့်ခဲ့ပါတယ်အဲ့ဒီထဲက Miss Sunny တီဆိုထားတဲ့ Vlog ဆိုကြနဲ့အနက်ရောင်နှစ်သမီးတချင်း MTV နှစ်ပုတ်ဟာ underground ပရိသတ်တွေကြားမှာ Miss Sunny ဆိုတဲ့နာမည်ကိုစတင်ရင်းနှီးစေခဲ့တဲ့ပထမဆုံးမှတ်တိုင်တေးသေးလေးနှစ်ခုဖြစ်ခဲ့ပါတယ်underground လူငယ်တွေကိုမြေတောင်မြောက်ပေးဖို့ဆိုပြီးတော့ကိုဆိုင်ဆိုင်နဲ့ Bobo Entertainment တို့ပူးပေါင်းစီစဉ်ထုတ်ဝေတဲ့ပျော်စရာကြီးဆိုတဲ့ official album ထဲမှာပထမဆုံး mainstream ခြေလှမ်းတစ်ရပ်ဖြစ်ပါဝင်ရွေးချယ်ခြင်းခံခဲ့ရပါတယ်။အဲဒီခွေထဲမှာပါဝင်တဲ့ကိုယ့်ရဲ့တက်တက်ငယ် 99.99% ဆိုတဲ့ချင်းတွေလူငယ်တချို့လက်ခံအားပေးခြင်းခံခဲ့ရပါတယ်။ second ရက်တက်ရတော့မှသူနာမည်စကြီးလာပေါ့နာမည်စကြီးဆိုသူအစိုးရစလုံးမှတည်လာအဲ့နောက်မှာတော့ Bobo Entertainment season နဲ့တခြားအတွဲတွေများမှာလည်းသူပါဝင်ခဲ့ရပါတယ်။ Hip Hop show တွေမှာလည်းပွဲမစခင်မှာရှေ့ထွက်မိုက်ဆန်းအဆိုတော်တစ်လေးအဖြစ်နဲ့ဖြောပြခွင့်ရခဲ့ပါတယ်။ဒီလိုနဲ့ပဲတစားစစစူးစမ်းရင်းနဲ့ဂီတလမ်းမပေါ်ရှောက်လန်းခွင့်တွေရရှိလာခဲ့ပါတယ်။နောက်ဒီလိုဖြစ်လာတော့မှနောက်ပိုင်းသူတွေကလည်းသူ့ကိုယုံကြည်လာပြီးတော့အဲ့လိုဝိုင်းတော့ပံ့ပိုးပေးခဲ့တယ်။ဒီဂီတလမ်းကြောင်းနဲ့ပတ်သက်ပြီးအစကတော့သူ့ကိုအိမ်ကအပြင်းထန်ကိုကန့်ကွက်ခဲ့တာပါ။အဓိကကတော့ပညာရေးဘက်မှာအားမလျော့စေခြင်းနဲ့ဆန္ဒကြောင့်ပါ။ဒါပေမဲ့နောက်ပိုင်းသူ့ရဲ့စူးစမ်းမှုတွေဂီတအပေါ်ယူသွမှုတွေနောက်ပြီးတော့ပိုးငယ်လေးတွေကမိဘနည်းနည်းလေးပြောရင်ဆိုရင်တော့မကြိုက်ဘဲနဲ့မာနကဲလှုပ်တတ်တဲ့ဇက်ဇက်ကျဲဂျစ်ကန်ကန်သမီးဖြစ်သူကဒီဂီတလောကအတွက်မယုံကြည်နိုင်တော့အောင်သစိမ့်နေကြမှာအလင်ခံအောက်ကြခံအရာရာကိုရင်ဆိုင်ပြီးတော့အားမလျှော့ရန်စူးစမ်းတာမြင်ရတဲ့အခါမှာတော့မိဘဖြစ်သူတွေကမနေနိုင်တော့ပါဘူး။နောက်သူကလည်းအဖေကလည်းပညာရေးကိုအရန်အားပေးရတဲ့အတွက်ကြောင့်ဒီပညာရေးကိုလုံးဝမလေးကျင်းစေရဘူး။ပညာကိုလည်းဆက်လုပ်မှာဆိုသူဘွဲတွေကိုဒီဘူလီယံဘွဲကိုရအောင်ယူပေးတယ်ပြီးတော့သူ MBA ဆိုတဲ့ MBA ကိုလည်းဆက်တက်ခဲ့မိဆန်နီအရန်ဆန္ဒရှိတဲ့သူ့ရဲ့ပထမဆုံးတကူတော်ကွေလေးကိုမဝင့်မရဲနဲ့ပဲထုတ်ဝေပေးဖို့သဘောတူခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့ဖခင်ကတချင်းဆိုကြလို့ရှိရင်ပညာရေးကိုလည်းဆက်လုပ်ရမယ်ဆိုပြီးတော့ပေးယူလုပ်ခဲ့တဲ့အတွက် business management နဲ့ဘွဲရကျောင်းပြီးခဲ့ပေမဲ့လည်း master တန်းကိုသူဆက်လက်တက်ရောက်ခဲ့ပါတယ်။ MBA First Year မှာပဲ Monopoly Audio CD စတင်ပြီးတော့ထွက်ရှိခဲ့ပါတယ်။ပြိတ္တပါဟောပြီးတော့သူဆိုတာလေးကြိုက်တယ်တချင်းအေးလေးနဲ့ဖမ်းထားနိုင်တယ်နေတဲ့ဖွင့်ပြောင်းခြင်းလို့ဆောင်ကြည့်နေရရင်ခံတဲ့ငါကတင်ကြနေချစ်သူက Mr. Tiger get my baby Miller Tiger and the way Monopoly socks I love it what straight like it အဲ့မဆာဘွဲကိုတီးစစ်စစ်ပါလို့အကုန်ပြီးအောင်လုပ်ပြီးတော့သူလုပ်ချင်တယ်ဖြစ်ချင်တယ်သူရဲ့ဒီဆိုတော့ဒီလိုအောင်လည်းသူလှုပ်လာခဲ့ဖြစ်အောင်သူလုပ်ခဲ့အဲ့နောက်ပိုင်းမှာတော့နာမည်နည်းနည်းလေးရလာတဲ့မိဆန်နီကကျောင်းတစ်ဖက်နဲ့အမှုပညာလုပ်တွေကိုစူးစမ်းလုပ်ကိုင်းနဲ့အမှုပညာကြီးလေးတွေစုပြီးတော့ MBA second year မှာ Monopoly DVD ကိုအသက်နိုင်ဆုံးငွေအားလူအားချိန်အားများစွာရင်းနှီးပြီးတော့ထုတ်ဝေခဲ့ပါတယ်ခုနကလည်းစီလေးကိုပြီးပြတဲ့ပြန်လာတယ်ရှောက်လာတယ်ရှောက်လာပုံမှန်ဝင်ငွေလေးရှာနိုင်ပြီမယ်။ quality ကောင်းမှုအတွက်ပမာဏများတဲ့ငွေအားတွေလည်းသုံးထားတဲ့အတွက်မိဘများရဲ့ကူညီထောက်ပံ့မှုများစွာလည်းယူခဲ့ရပါတယ်။သမီးရဲ့ပထမဦးဆုံးဝင်မျိုးကိုဒီစီရိုက်မှာလဲသူအရန်ကိုသူစူးစမ်းခဲ့ပါတယ်။သူအဲ့ကျောင်းစာပဲဒီ MBA တက်ရင်တန်းလန်းတယ်။သူကအဲ့လိုပေါ့သူရဲ့ VCD လေးအကောင်းဆုံးဖြစ်အောင်လို့ဆိုတော့သူအဲ့နေရီနေတော့လေသူကပြင်မှန်မှန်ပွဲတွေပါတယ်။မဆိုခဲ့တယ်။
ကိုမိဘကြီးလည်းပံ့ပိုးတာတပိုင်းပေါ့သူဘက်ကလည်းသူအစွမ်းကုန်သူစူးစမ်းနေ။ဟာလည်းကျလို့ရှိရင်ဟိုနေရနေပြန်လာတယ်။ပြန်လာပြီးမတလေးရဲ့ပုံစံလိုက်သူတို့စစ်ရှိုးရမှုရောက်နေအရှင်းဆုံးနေပြီးတန်လွင်းနေလို့မျိုးပေါ့အလုပ်တော့ပါဆိုတော့အရင်ရှိတယ်။ရှိုးပွဲတွေကြားမှာပြများရင်ချွေတာပတ်စံစု MTV ရိုက်ခဲ့ရတဲ့အခက်အခဲတွေကသူ့အတွက်ရန်ကြီးမာနေပါတယ်။တော့အိမ်မှာစပြီးတော့စကားတွေအရင်များလာတယ်။စိုက်ကိုလည်းရန်ဖောက်တတ်တယ်လို့သူလုံပြီးသားဆိုလည်းခဏပြန်ပြီးတယ်။ကောင်းနေပြီဆိုလည်းမဟုတ်ဘူးခုနကမကောင်းဒီနာကမကောင်းလို့ possibility နဲ့မကောင်းလို့ပဲလိုက်ညင်သွားသူဟာမကောင်းလားလို့မကောင်းလို့ဖြစ်လိုက်တယ်။ကောင်းလားလို့မကောင်းတယ်လို့ဖြစ်လိုက်တယ်။နောက်ဆုံးတော့ဒီရင်းနှီးမှုတွေဟာအရာထင်ခဲ့ပါပြီ။ဒီခွေမှာမိဆန်ရဲ့ကိုရိုင်းရေးကိုပိုင်ခန်းစားချက်ရေခဲရိုက်ပြုံးသခြင်းနဲ့ပရိသတ်အများပြားလက်ခံအားပေးမှုတွေရရှိစေခဲ့ပါတယ်။ငါနေကိုမောင်းမပေါ်ခုထိမေးလို့မရတာကိုငါနေကိုမောင်းမပေါ်ခုထိချစ်လို့မမဝတာကိုငါနေကိုမောင်းမပေါ်လောင်သားကတောင်းတသေးတာမို့ငါနေကိုမောင်းမပေါ်ငွေငါဘာတစ်ချက်မှမတွေးတာမို့ရေဒီလိုနဲ့ပဲပရိသတ်ပေးတဲ့နေရာသေးသေးလေးတစ်ခုကိုဒီကြလောကမှာသူရရှိတယ်။ရှမ်းကြောင်သွားတယ်ချောက်ချပွဲမင်းအတားတော့ရှောက်ရှားခွေမြင်ခွင်းတယ်ဘယ်တော့မှပုံလာဖို့အိမ်မက်တွေတဖြည်းဖြည်းအကောင်အထည်ပေါ်လာပေမဲ့လူပညာလောကသဘာဝလျောက်ခက်ခဲမှုတွေစိန်ခေါ်မှုတွေစာမေးပွဲတွေရဲ့ stress တွေကတစ်ခါသူ့ကိုစိတ်ဖိစီးမှုတွေအများကြီးပေးခဲ့ပါတယ်။အဲဒီစိတ်ဓာတ်ကြမှုတွေရရှိခဲ့တဲ့အရှုံးတွေကြားမှာရုန်းကန်ရင်အဲဒီကုန်ကျန်းအတွေ့အကြုံတွေကိုအကြောင်းပြုပြီးတော့ကိုလည်းနားထောင်ရင်အားတွေတက်စေမယ်။နားထောင်သူပရိသတ်တွေကိုလည်းအားတက်စေမယ်ချင်းလေးတစ်ပုဒ်ကိုသူရေးသားခဲ့ပါတယ်။အဲဒီသချင်းလေးနာမည်ကတော့ပြစ်တိုင်းတောင်မရှိဘူးတဲ့ပြစ်နိုင်လို့ဒီတိုင်းတော့ပြန်စားလို့တော့သူအများဆက်စီနေရတယ်။နားမလေးတဲ့စိတ်အိမ်ပေါ့နော်။သူရဲ့ဒုတိယတကူတော်ခွေပြစ်တိုင်းတောင်ခွေလေးကိုသူတေချအချိန်ပေးပြီးတော့စနစ်တကျပုံဖော်ထားပါတယ်။ပြစ်တိုင်းတောင်မှာလည်းအဲ့လိုပဲသူရန်ကျူကဒီပါညမှာလုပ်တယ်တကယ်ကိုသူအဲ့ညဘက်ဆိုအဲ့ဒီလိုဟာကြီးခါတော့သူတစ်ချင်းလေးရေးနေတစ်ချင်းလေးပေါ်ဆိုနေအဲ့လိုပရိသတ်အားပေးရတာတန်အောင်မွန်နိုပိုလီခွေတဲ့အများကြီးပိုကောင်းအောင်နားထောင်ရတာမငြင်းငွေအောင်စိတ်ရောကိုယ်ပါနှိမ့်ညွတ်ပြီးတော့ကြိုးစားထားပါတယ်သူအဲ့လိုမျိုးသွင်းလိုက်ဆိုလိုက်ပြီးသူအဲ့လိုစတူဒီယိုသွားပြီးသူအတန်သွင်းတယ်အတန်သွင်းပြီးတော့ပြန်လာဒီနားထောင်သူကြိုက်ပြီးထိုက်ပြီးထပ်ပြီးတော့ထပ်လာတာပြင်ရေးရပေါ့ခါကြရင်တော့အဲ့လိုအရန်ကောင်းစားတာပေါ့ဟိုညာကြီးဘာလို့ညာလို့သေးပေါ့ဟိုတန်လေးကျဲပဲပေါ့ပြီးနောက်လေးကျအဲ့တန်ကိုပြန်ထုတ်ခဲ့အဲ့ဒါခါကျရင်သူ့ကိုထားခဲ့ပြီးအောက်ဆင်းသွားတယ်ဆော့ဆောင်းလို့အောက်ဆင်းပြန်မတက်တာတန်နိုင်တဲ့မြောက်လိုအပ်ချက်နည်းပြီးတော့ပရိသတ်တို့အကောင်းဆုံးဖြစ်အောင်လဲအစွမ်းကုန်စူးစမ်းအားထုတ်ထားပါတယ်ဟိုဒီခွေမှာလဲသူကျွန်တော်တင်တယ်အကောင်းဆုံးသူစူးစမ်းတာပါအဲ့တော့သူဒီမှာဆိုသူစူးစမ်းတဲ့ဟာတွေရောသူပုံစံတစ်ခုပြောင်းမယ်လို့လည်းကျွန်တော်ထင်ပါတယ်ဒီခွေထဲမှာမိစက်နေကို photo shoot ကပုံစံမျိုးရိုက်ထားတယ်မိစက်နေရဲ့ different side of မိစက်နေတော့မိုနိုပိုလီစီးတော့ကတော့နည်းနည်းတော့အချို့လိုအပ်ချက်လေးရှိတယ်ဒါပေမဲ့အခုလည်းစူးစမ်းနေအခုဒီပြတိုင်းအောင်စီမှာလိုအပ်ချက်ရရတော့နေပါတယ်ဒါပေမဲ့အလုံးကလေးတော့နည်းနည်းတော့ရှိတယ်ဒီပြတိုင်းအောင်ခွေထဲမှာတချင်းစုစုပေါင်း14ပုဒ်ပါဝင်ပြီးတော့အများစုကိုမိဆန်နီကိုယ်တိုင်ရေးသားထားတာပါဒီတော့အဖွဲ့ကလူပြောတာမျိုးအများကြီး second album ထွက်လာတဲ့အတွက် congress လုပ်တယ်အများကြီးဒီကပ်ပို့ပြီးတော့လည်းအောင်ပါပြောအများကြီးပြောတယ်ဝယ်တဲ့အဖွဲ့ကနေဘာပြောတာသူ့ရဲ့အမှုပညာခြေနဲ့အစသူ့ပြောမှာပေါ့နော်အဲ့ဒီမှာဒီမှာကသူ့ငယ်ချင်းအနေနဲ့တနည်းတစ်ခုကိုသင်ပေးရသူဖြစ်တဲ့အတွက်အများဆုံးအရန်ဝေးမရောက်သေးပေမဲ့ဂီတလမ်းမတစ်လျှောက်မှာသူရရှိခဲ့တဲ့အတွေ့အကြုံတွေလူငယ်တယောက်ပြီးသူကြုံတွေ့ခဲ့ရတဲ့ယောက်ျားလေးရတတာမင်းကလေးတွေအများအလွမ်းအမုန်းပျော်ရွှင်မှုစတဲ့ဖြစ်ရမှန်ခံစားချက်တွေကိုဒီခွေထဲမှာပုံစံမျိုးစုံနဲ့ရေးဆက်တည်ဆိုထားတာတွေ့ရှိရမှာပါ။မိဆန်နီနဲ့အတူသူ့ရဲ့ဂီတမောင်နှမတငယ်ချင်းတွေများစွာလည်းပါဝင်ပြီးတော့အားဖြည့်ပေးထားပါတယ်။ဆက်ရဒီပေးလာအောင်နေတာပါ။ကျွန်တော်တို့ကလည်းရန်သူလာအားလည်းရန်သူလာဟုတ်ကဲ့။အတူချုံပြောရမယ်ဆိုရင်တော့သူ့ရဲ့ဒုတိယတကူတော့ပြစ်တိုင်းတောင်ခွေဆိုတာမိဆန်နီရဲ့ကိုပွားပုံရိပ်စစ်လေးတစ်ခုပါပဲ။သူ့ရှင်ထဲမှာရှိသမျှတွေကိုဖွင့်ချပြထားတဲ့ဖြစ်ရမှန်ပြဆက်ကြီးတစ်ပုဒ်လိုပဲပေါ့ဗျာ။မိခါတို့အိမ်နေတဲ့အချိန်ဆိုရင်တိတ်လုံးအိမ်လိုမျိုးအားပေးနေချင်းအော်ဆိုရဲအိမ်လာတဲ့လက်ချင်းအော်ဆိုရဲခုနကညရှိညမြတန်းလုံးလည်းကြားနိုင်တော့တယ်သူအတိုင်းညအားပေးနေအော်ဆိုတော့ပေါ့နော်သူအဲ့လိုမျိုးလာတဲ့ဒီဒီဇိုင်းတော့အဖေကိုအဲ့လိုမျိုးအဖေမန်နဲ့ဆိုတော့ stress ရရညာဒီပြိတ္တညာကျူစားပြီးထားပါတယ်လို့အားကြောင့်သူရဲ့ခေလေးအားပေးနေပါတယ်ခါနေပါရှင်အဲ့ဒါကြောင့်တော့မှမလို့ဝင်ပြီးတော့ဒီထွက်လာမယ်ဖြစ်တိုင်းတာပေါ့နော်ဖြစ်တိုင်းတောင်လို့ပဲသူကအမြဲတမ်းမလဲပဲနဲ့ပေါ့အမြဲတမ်းဟို
ထောင်နိုင်ဖို့မတော်အမြဲတမ်းဆူတောင်းတယ်ဒီလိုပဲမမမမနဲ့ရှစ်ဆက်ပြီးတော့အောင်မြင်အောင်ဆက်ဆောင်နိုင်ဖို့လည်းမရှိတမီးလေးနဲ့ကြားတယ်သူစတူဒီယိုတွေယူတာယူလဲဆိုတော့တမီးလေးကောက်သွားမယ်နော်ဘာညာနဲ့ပြောရရင်မမတမီး2နိုင်လောက်အိမ်ပါပြီးလုံလောက်တယ်လို့ပါဆိုပြောလို့အရင်ကကြိုးစားခဲ့တယ်ဒီပြည်တိုင်းထောင်လေးကိုတော်အားဆုံးမှုလိုက်လုပ်ထားတယ် Shout to my girl Misani right here. Go get that album June 29. The Pit Dine Down in store. Yeah, straight up. ဒီ documentary video clip လေးကိုမိဆန်ရိုက်ကူးဖြစ်ခဲ့ရတော့မိဆန်ငငယ်ရဒီဂီတနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဘယ်လောက်ထိအယူသွက်ခဲ့ဘယ်လိုအိမ်မက်တွေရှိခဲ့ဆိုတာပြည့်တဲ့ကြည့်သိစေချင်လို့ပါနောက်တော့အခုမိဆန်ကြီးရောက်နေတဲ့နေရာလေးကဘာမှမဟုတ်သေးပါဘူးဒါနဲ့ဒီဂီတလောကမှာဒီလိုနေရာတစ်နေရာပိုင်ဆိုင်ရဖို့ဆိုတာအရင်ကမလွယ်ကူပါဘူးအဲ့တော့မိဆန်ကြီးကိုဒီနေရာလေးတစ်နေရာပေးရတဲ့အတွက်ရနောက်မိဆန်ကြီးငယ်ရအယူသွက်ခဲ့အိမ်မက်တွေကိုအကောင့်တွေဖော်ပေးခဲ့တဲ့အတွက်ပြည့်တဲ့ကြည့်မိဆန်ကျေးဇူးအများကြီးတင်ပါတယ်ရှင်အခုတော့မဆက်နေအခုဒီတိုင်းအောင်ဆိုရဲဒုတိယတစ်ခုတော့ဒီလေးထွက်ရှိပါမယ်အဲ့ဒီလေးတွေလည်းပြည်သက်ကြီးကအားပေးပါအောင်လို့မဆက်နေတောင်းဆိုချင်ပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်တေးကြတာတစ်ခုကတော့သူချစ်တဲ့တခြင်းတွေအတွက်သူချစ်တဲ့ပရိသတ်တွေအတွက်ဘလို့ပဲခက်ခဲကြမ်းတမ်းပါစေဒီဂီတလမ်းကြောင်းပေါ်မှာပြစ်တိုင်းတောင်လေးတစ်ခုလိုပဲလဲလိုက်ထောင်လိုက်ပြန်ထလိုက်နဲ့ဆက်လက်ရပ်တည်သွားအောင်မယ်ဆိုတာပါပဲ